မင်္ဂလာပါအားလုံးအနားယူနေကြပြီထင်ပါတယ်ကျွန်တော်ကတော့မနားဘူးပေါ့နော်ဒီနေ့မနားဘူးလီမော်တာရှိုးရုံသွားမယ့်ဟာကိုအခုကျွန်တော်ကန်လန်းကိုရောက်လာအခုလီမော်တာရှိုးရုံကိုပြန်သွားမယ်9:15ကျွန်တော်တို့ချိန်ထားတယ်ကားဝယ်မဲ့လူကမန္တလေးကနေလာမှာလီမော်တာဘီတန်းရင်ပိုင်ရှင်ကအာမကန်ထားပြီးမှကားရှိုးရုံကနေကားဘိန်းစားလိုက်မှာဘယ်လောက် safety ဖြစ်လဲပေါ့နော်deposit ပေးပြီးတော့ pre order တင်ထားတဲ့သူတွေဆိုရင်1288နဲ့ဝယ်ခွင့်ရတယ်ဗျာအခုသူတို့ကားပြန်ရတဲ့အချိန်မှာကားပေါက်ဈေးကအပြင်မှာ1900 2000ပေါက်နေပြီတကယ်ပေါက်တာနော်တကယ်ပေါက်တာအဈေးနဲ့တကယ်ဝယ်ရကျွန်တော်တို့ကဘာအခက်ခဲရှိလဲဆိုတော့အာမခံထားတဲ့သူတွေကဗျာကားတန်ဖို့ short ထားခြင်းကြတယ်ဘာလို့လဲတော့မသိဘူးနော်ဘာလို့လဲတော့မသိဘူးကျွန်တော်တို့အာမခံကိုယ်စားလှယ်တွေကကျတော့ကားတန်ဖို့ကားလားပေါက်ဈေးအတိုင်းအတက်နိုင်ဆုံးဖြစ်အောင်ကျွန်တော်မြင့်ပြီးတော့ထားစေခြင်းတယ်ကားပိုင်ရှင်တွေကမသိလို့ကျွန်တော်တို့အာမခံ policy ကိုပဲကြည့်တာဗျာဘယ်အာမခံရုံးတွေရဲ့ပြောစကားကိုတိတ်ပြီးတော့ကျွန်တော်တို့အတီမယူဘူးဘာကြောင့်လဲဆိုတော့သူတို့ practice ကတစ်မျိုးပြီးတစ်မျိုးပြောင်းတယ်သူတို့ risk များရင်များနေတယ်လို့ကျွန်တော်တို့ practice ချိန်ပြီးတော့အယောအစားတွေလောက်တာရှိတယ်ဗျာအာမခံ policy မှာဗာရေးထားလဲဆိုတော့ကာလတန်ဖိုးထက်ရော်နေထားရှိခြင်းဆိုတဲ့အပိုက်တစ်ခုရှိတယ်အဲ့ဒီအပိုက်ကဘယ်အချိန်မှာအလုံးလုံးလဲဆိုတော့အခုအာမခံထားတဲ့အချိန်မှာတိတ်အလုံးမလို့ဘူးဗျာ1000တန်တဲ့ကောင်ကို1000ထားလဲသူတို့လက်ခံတယ်နော် NI insurance ဆိုပြီးလက်ခံလိုက်မှာပဲကိစ္စမရှိဘူးဘယ်အချိန်မှာအလုံးလုံးလဲဆိုတော့ကလိန်ရော်ကြီးဖြစ်တဲ့အချိန်မှာအလုံးလုံးတယ်ဥပမာကျွန်တော်တို့ကကားတိုက်သွားတယ်ဗျာ300ဘူးကုန်သွားတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီအချိန်မှာရောရမယ့်ပမာဏများသွားပြီ compliance team ကဘာပြန်ကြည့်လဲဆိုတော့ policy ပြန်ကြည့်တယ်အာမခံ policy မှာဒီကားကအာမခံထားတာ1000နဲ့ထားခဲ့တယ်ဗျာအခုပေါက်ဈေးဘယ်လောက်လဲကြည့်လိုက်တော့လက်ရှိပေါက်ဈေးက2000ဖြစ်နေတယ်ဆိုရင်ဟာဒါ NI insurance ဖြစ်တယ်ကားဒီကားအတွက်ရော်ကြေးကို50%ပဲပြီးရော်တင်တယ်လို့ဆုံးဖြတ်လိုက်ရင်အဲ့မှာကျွန်တော်တို့က300ဘူးပျက်စီးတဲ့ကားကို350ပဲရော်ကြေးရမယ်ဗျာအဲ့အချိန်ကျရင်အခုတို့ဂျင်းနဲ့လားမဂျင်းနဲ့ဘူးမလားအဲ့တော့ကျွန်တော်တို့ကအခုရတယ်ဒီလိုပဲထားတာပဲရော်နေတာပဲရော်နေမှာပေါ့သူတို့အနေနဲ့ဒီ financial ရ risk မဖြစ်လာတော့ဘူးဆိုရင်ရော်နေဥမှာပဲများလာပြီဆိုရင် decision တွေပြောင်းပါတယ်เนาะအခုဒီကားဆိုရင်လည်းကျွန်တော်တို့က1288နဲ့ထားလိုက်မယ်ဆိုရင်ကျွန်တော်အတွက်ရင်မအေးရဘူး claim ဖြစ်တဲ့အချိန်မှာသူအာမခံရုံးကဒီခုန policy အပိုက်ကိုကျင့်သုံးလိုက်မယ်ဆိုရင်ကျွန်တော် customer နစ်နာသွားမယ်မကျင့်သုံးဘူးဆိုရင်တော့ကိစ္စမရှိ happy ပေါ့ဗျာအဲ့တော့ကျင့်သုံးလိုက်ပြီးအဲ့ဒီ policy အတိုင်းပေးရော်လိုက်မယ်ဆိုရင်သူ့အနေနဲ့အခု1288နဲ့2000ဆိုတာဗျာခုန50% လောက်ကွာနေတာလေအဲ့တော့အာမခံရုံးနေနဲ့အပြည့်အဝမရောဘူးဆိုရင်ကိုယ့် customer ပဲနစ်နာမှာဖြစ်ပါတယ်အခုဒီကားလေးကိုတော့ကျွန်တော်တို့က1900နဲ့အာမခံထားပေးမှာပါ1900ရဲ့1.5% လောက်တော့တွင်းရမယ်ကား EV ကားဖြစ်တော့ဗောနော် EV ကားဖြစ်တော့ပုံမှန် AC ကားတွေထက်ဈေးနည်းနည်းပိုများတယ်ပေါ့ဗျာပုံမှန် AC ကားတွေက 1.2% လောက်သွင်းရတယ်ဒီ EV ကားကကြတော့ 1.5% လောက်ပေးသွင်းရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ပါအောင်ကျွန်တော်တို့အခု Lead Motor showroom ကိုသွားမှာပါကားလေးတွေဓာတ်ပုံရိုက်မယ် proposal ဖြည့်မယ် customer ကိုအာမခံအကြောင်းရှင်းပြမယ်ပြီးရင် premium ကြီးကျွန်တော်တို့ကောက်မယ်ကောက်ပြီးတဲ့အခါကျရင်အာမခံကာဗာရအောင်အာမခံရုံးနဲ့ချိတ်ဆက်ပြီးတော့ပြောပြီးတာနဲ့ကာဗာရပြီဆိုတာနဲ့ရင်ပိုင်ရှင်ကိုမန္တလေးကိုလွှတ်လိုက်မှာဖြစ်ပါတယ်လိုက်ခဲ့ပါအောင်